မိုးချိုးဆောင်ကိုအဲ့ဒီနေတာမှာနေလက်တင်းနဲ့သူမကကြောင်းဝန်းကိုလှည့်ကြည့်ပြီးအဓိပ္ပာယ်ရှိတဲ့စကားတစ်ခုပြောလိုက်တယ်။သူမကကောင်းကင်မိုးချိုးကရှောင်းနိုင်မယ်ဒါပေမဲ့မိမတယောက်ရဲ့လိုက်လံချောလန့်တာကိုတော့မလွတ်နိုင်ဘူးလို့ပြောခဲ့တာပဲ။အဲ့ဒီစကားကိုကြားလိုက်ရတော့ကြောင်းဝန်းကမျက်လုံးပြူးပြူးနဲ့သူမကိုကြည့်တယ်။သူ့အမြင်မှာအဲ့ဒီမိန်းကလေးကအဓိပ္ပာယ်မရှိတဲ့စကားတွေပြောနေတာပဲလို့ထင်နေတယ်။ကားကလမ်းအလယ်ရှိအနားယူရာတစ်ခုမှရက်လိုက်တယ်။ကွန်းရှိကတန့်စင်ခန်းကိုသွားခဲ့ပြီးအဲ့ဒီမှာဝิญဉ်တယောက်နဲ့ထပ်ပြီးကြုံတွေ့လိုက်ရတယ်။အဲ့ဒီဝิญဉ်ကအရက်တောက်ပြီးတည်သွားတဲ့ဝิญဉ်ဖြစ်ပြီးသူမကိုအရက်ဝယ်ပေးဖို့တောင်းဆိုတယ်။အနားမှာရက်နေတဲ့ဂျောင်းဝန်ကတော့အာကာသကိုစကားပြောနေတယ်လို့မြင်ရတဲ့ထူးဆန်းတဲ့မိန်းကလေးကိုကြည့်ပြီးမျက်နှာဗလနဲ့ရက်နေတယ်။သူကခေါင်းခါပြီးဒီမိန်းကလေးကတကယ်ပဲအယူပါပဲလို့ကိုတေးကြစေပြီးမြန်ထွက်သွားလိုက်တယ်။ကွန်ရှေကအမြန်လိုက်ပြေးသွားခဲ့ပြီးအရက်သမားဝิญဉ်ကလည်းသူမကိုကတ်လိုက်နေတော့မယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကကွန်ရှေကမတော်ဆကြောင်းဝန်ကိုထိမိသွားချိန်မှာတော့အဲ့ဒီဝิญဉ်ကချက်ချင်းပြုတ်ကွဲသွားလဲတာပါ။ဒီအရာကိုတွေးလိုက်ရတာကြောင့်ကွန်ရှေအယံအံ့အားသင့်သွားခဲ့တယ်။ဒါပေမဲ့ကြောင်းဝန်ကတော့စိတ်ရှည်မထားနိုင်တော့ဘူး။သူကဒေါသတကြီးနဲ့ဒီလောကမှာငါမုန်းတဲ့အရာနှစ်ခုပဲရှိတယ်။ပထမတစ်ခုကငါပတ်စံကိုထိတဲ့သူဒုတိယတစ်ခုကငါ့ကိုကိုယ်တိုင်ထိတဲ့သူပဲ။ငါပတ်စံကိုထိရတဲ့လက်ကိုဘာလို့တင်လဲသိလားလို့ပြောလိုက်တယ်။ကွန်ရှေကအမြန်ရှင်းပြလိုက်တယ်။ကျမကိုတစ်ခုလိုက်နေလို့ပါလို့ဒါပေမဲ့ဂျန်ဝန်ကလက်ပတ်ကြည့်လိုက်တာဘာမှမတွေ့ဘူး။သူကဖျားမယုံတဲ့သူဝิญဉ်လိုအရာတွေကိုမယုံကြည်ဘူး။ဒါကြောင့်သူမရဲ့လက်ကိုကြမ်းတမ်းပယ်ချပြီးထွက်သွားလိုက်တယ်။ဂျန်ဝန်ကားထဲဝင်လိုက်တဲ့အချိန်မှာတော့အန်အောက်တဲ့နေရာတစ်ခုကိုတွေ့လိုက်ရတယ်။ကွန်ရှေရဲ့မိုးကားအင်ဂျီအိတ်ထဲမှာအဖြူရောင်ညှင်းစည်းတပွင့်ရှိနေရပဲ။သူကစကားတစ်ခွန်းမှမပြောဘဲပန်းကိုကောက်ယူပြီးအမုန်းတကြီးနဲ့ကားပတင်းပေါက်ကနေပစ်ချလိုက်တယ်။နောက်နေ့မှာတော့ကွန်ရှေကဂျန်ဝန်ရဲ့ကုမ္ပဏီကို